မျိုးသားအလံတော်အားအလေးပြုရန်အတွက်ဦးစီးသွားတဲ့ဦးဘဝဆောင်တာကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။အစီအစဉ်နည်းအရ DAO ဂျပန်ရဲ့ဥက္ကဋ္ဌကြီးဖြစ်တဲ့ဦးဂျန်မာကျော်မျိုးအောင်မှအမှားစကားပြောကြားပေးပါရန်ဖြစ်ပါတယ်။အမှားစကားပြောကြားပေးပါရန်ဥက္ကဋ္ဌကြီးကိုလေးစားစွာဖြင့်ဖိတ်ကြားပါတယ်ရှင်။အားလုံးကိုအထူးပဲလေးစားပါတယ်ဒီနေ့ကျွန်တော်တို့ပြုလုပ်တဲ့ရည်ရွယ်ချက်ကတော့နော်လက်ကျော့ပြန်စစ်ပွဲကျွန်တော်ကချင်ပြည်နယ်မှာတကယ်ဆိုရင်ကျွန်တော်အောက်ကဂျွန်လာကိုရင်းနေမှာဖြစ်ပေမဲ့တနည်းနည်းကြာရောက်တော့ညမို့ကျွန်တော်အားလုံးစီစီမဲ့ဒီနေ့6ရက်နေ့မှာပြုလုပ်ခြင်းဖြစ်တယ်ဆိုတော့ဒါအားလုံးဒီအတိုင်းပဲကျွန်တော်ရဲ့ညီကိုနော်တိုင်းသားညီကိုတွေနော်အဖွဲ့အစည်းကြီးကျွန်တော်ရဲ့မြန်မာဟောပေါ့နော်အဖွဲ့အစည်းဖြစ်တဲ့အလုပ်သမားသမဂ္ဂနော်စာပေအဖွဲ့နော်စာပေအဖွဲ့အာယုံအဖွဲ့စသည်ပေါ့နော်ကျွန်တော်ရဲ့ဗမာညီကိုတွေတိုင်းသားညီကိုတွေအခုလိုကျွန်တော်တိုင်းသားဖြစ်တဲ့ကျွန်တော်ကချင်ရဲ့လက်ကျော့ပြန်စစ်ပွဲရှင်းပြည့်အထိမ်းအမှတ်ခမ်းနားမှာလာရောက်ပါဝင်ပေးတဲ့ကြောင့်မို့ကျွန်တော်ဒီဂျပန်ကိုကအထူးကျေးဇူးတင်ပါတယ်ပထမဆုံးကြားလို့ဆိုတော့ကျွန်တော်နိုင်ငံမှာအလုပ်ဒီတိုင်းပဲဖြစ်ပေါ်နေတဲ့စစ်ပွဲကဒီနေ့နော်ကျွန်တော်ဒီရှင်းတဲ့ထဲမှာရှိသွားပြီရှင်းတဲ့ထဲမှာရှိသွားမှကျွန်တော်ရဲ့လိုလားနေတဲ့ဒီလူမျိုးရဲ့ဒုက္ခစီးရဲတဲ့ဟာတွေကမပြီးဆုံးသေးဘူးဒီ2017ခုနှစ်ဇွန်လ9ရက်နေ့ကနေနော်2019ခုနှစ်ဒီနေ့ပေါ့နော်ဇွန်လ4ရက်နေ့ဒီတက်ပွဲပေါင်းမှာဆိုရင်ကျွန်တော်ဖြစ်ခဲ့တာက3900ခိုင်ကြီးရှိတယ်နော်အဲ့ဒီကျွန်တော်ရဲ့
ကျော်ဒါကတော့အစိုးရရဲ့စီမံတော့ကျွန်တော်တိတော့စီမံဆိုရင်ဖြတ်ကုန်ရတယ်တသိန်း5000ကျော်ဖြစ်နေကျွန်တော်ဘယ်လိုပဲပြောအစိုးရစီမံပဲထားလိုက်တသိန်း5000ကျော်မိမိရဲ့အိုးအိမ်စီးစိမ်နော်ဒေနီချန်ကိုစုခွာနော်ကိုယ့်ရဲ့ဒေယာလုပ်တဲ့လုံမမှာသုံးပြီးတဲ့ကျွမ်းနာသိဆန်တွေကိုအစစုခွာစုဒီမှာဒုက္ခတဲ့စကားများရှိတဲ့နေရာကိုအားလုံးကဒုက္ခစီးရဲရောက်များစွာခါးပြီးနေတဲ့ခံစားရရင်းနှီးဖြစ်တယ်ဆိုတော့ဒီစစ်ပွဲတွေကြောင့်ကျွန်တော်ရှင်းနေတာပြောပါဘောနော်ကျွရွာပေါင်းပြည်မှာရှိတဲ့ကျွရွာပေါင်း405ရွာနောက်ခရိယာဖျားရှိခိုးကြောင်း317ကြောင်းဘုရားဘာသာဖျားကြောင်းနဲ့ခွန်ကြောင်းနဲ့မလူဘူးနော်ဘုရားဘာသာခွန်ကြီးကြောင်းက24ကြောင်းနောက်ကလေးကြီးကြောင်းက134ကြောင်းစာတင်ကြောင်း122ကြောင်းနောက်စီယုံစီခါနော်164ခုဟိုတော့မတော်နေမီးရှို့ပောက်ခွဲဖြစ်စီခဲ့တော့တွေ့ရှိရမှာဖြစ်တယ်သူတို့ကဒီလိုခြေနေဖြစ်တဲ့ခါကျတော့ကျွန်တော်ရဲ့နိုင်ငံရဲ့ image ကလည်းအလုံးကြီးတယ်ပဲမကောင်းဘူးနော်မကောင်းဘူးဆိုတာတော့အများကြီးရှိပါတယ်ဒါတော့အလုံးကြီးတယ်နော်မြန်မာတပ်တော်ရဲ့ခြေလုံးကလုံရက်တွေကကျွန်တော်တိုင်းသားပြည်သူတွေကိုအမျိုးမျိုးဒုက္ခပေးခဲ့တယ်ဆိုတော့အလုံးကြီးဖြစ်တယ်ဒါအထူးပြောကြမလို့ဘူးဆိုတော့နောက်ဆုံးအနေနဲ့ဒါကျွန်တော်အနေနဲ့နည်းငယ်ပြီးဖို့လည်းလိုအပ်လို့ကျွန်တော်ပြောပြမှာဖြစ်တယ်အဲ့ဒါကဘာလဲဆိုရင်မြန်မာတပ်တော်နဲ့ KIO KIA တွေ့ဆုံမှုအတွက်မူဆယ်ဆက်မြင့်ကျောင်းပဲမူဆယ်မြို့မှာပေါ့နော်ရအရှိပိုင်းမှာ KIA ရဲ့စခန်းခုမှာတတ်မှတ်ထားတာရှိတယ်ဆိုတော့19ခုနှစ်ဧပြီလမှာမြန်မာတပ်တော်နဲ့စခန်းကိုတိုက်ခိုက်ပါတိမ့်ပိုက်လိုက်တယ်ဖြစ်တယ်ဆိုတော့ဒီဟာအမှန်ဆိုရင်ကျွန်တော်တို့ရဲ့အဖြစ်ကရစီအတွက်ပေါ့နော်အင်တန်ကောင်းမှုတဲ့ဒီလောက်ဆောင်ရွက်တစ်ခုကိုလုပ်ဖို့ဟာကိုသူကနေချက်ရှိလိုက်တယ်နောက်တစ်ချက်ကျွန်တော် KIA PIO တွေကို PR ပေးပြီးမှ NCO လက်မှတ်ထိုးခိုင်းတဲ့သဘောနဲ့ဖြစ်တယ်ဆိုတော့ကဘယ်လိုပဲပြောတော့ဒါလည်းပတ်သက်ပြီးကျွန်တော်ရဲ့ဒီအခု WKC လို့ခေါ်တဲ့ကျွန်တော်အမေရိကန်နိုင်ငံရှိတဲ့ကျွန်တော်ဒီ Kitchen Wall Kitchen Break ကနေပတ်သက်တဲ့ဟာကိုကျွန်တော်ရဲ့အခုဖတ်တော့မှဖြစ်တယ်ဆိုရင်ကျွန်တော်တိုင်းသားတွေစပေါက်ပြုလုပ်တဲ့ကျွန်တော်တိုင်းသားအရေးကြီးတာကို index အတဲ့အခုလိုပဲဒါရောက်စပေါက်ပေးဖို့ကျွန်တော်ရဲ့တက်ကြွရင်ဒီကိုထုတ်ပါတယ်အားလုံးကိုသူပဲဒီစားပါဒီနေ့ကချင်ကြောပြစစ်ပွဲရှင်းနေပြအခါအနားမှာရောက်ရှိလာကြတဲ့တိုင်းသားဘဝတူညီကိုများကိုဒီကနေပြီးတော့ကျွန်တော်ကတော့ပြောပါတယ်ဘယ်လိုစစ်ပွဲဖြစ်ခဲ့တယ်ဆိုတာခုနကဥက္ကဋ္ဌကြီးပြောသားပါပြီကျွန်တော်အထူးတလဲမပြောတော့ပါဘူးကျွန်တော်တို့ဗာဆက်လုပ်ကြမယ်ခေအစစ်ဆက်မြန်မာစစ်အစိုးရအနေပြီးတော့ကျွန်တော်တို့တိုင်းသားတွေကိုအပြစ်ခတ်ရစေကြောင်းစာချုပ်ချုပ်ဆိုခဲ့တယ်တက်လာတဲ့အစိုးရနဲ့နိုင်ငံရေးတိုင်ပင်မယ်ဆိုပြီးတော့လုပ်ခဲ့တယ်ဒီချင်းလူမျိုးတွေကိုရှင်းလင်းလုပ်ခဲ့တယ်ဒါလူသားမျိုးနွယ်စုတစ်ခုကိုဘဘာဘောကနေသင်ရှားခြင်းဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်ပြီးတော့2013ခုနှစ်မှာမစ္စတာနမီယာပါဝင်ပြီးတော့တရုတ်နိုင်ငံခြားရေးကိုယ်စားလှယ်ကိုတိုင်ပါပြီးတော့မြစ်ချင်းနာမှာစာချုပ်ချုပ်ဆိုကြတဲ့ဟာလေအခုကမဟုတ်တော့ပြန်ဘူးတဲ့တက်လာတဲ့ဆရာတွေလည်းသူတို့အမယ်ဆိုမဟုတ်တော့ပြန်ဘူးဘယ်တော့မှသူတို့ရဲ့ဂတိကိစ္စဟာမရှိဘူးအခုဒီနေ့မှာကျွန်တော်တို့ညီနောင်ဗမာတိုင်းသားများလည်းလာရောက်ဝန်းရံတဲ့ကြောင့်မို့အများကြီးပဲကျေးဇူးတင်ရှိပါတယ်ဒီနေ့ဒီအချိန်ခါမှာကျွန်တော်တို့ညီအကိုဒီဟာလူသားဖြစ်တည်မှုကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ကျွန်တော်တို့ဖေးမကြမလဲဒီနေရာမှာကျွန်တော်တို့ဘာသာရေးခွဲခြားနေမဲ့အချိန်မဟုတ်တော့ဘူးကျွန်တော်လူမျိုးရေးခွဲခြားနေမဲ့အချိန်မဟုတ်တော့ဘူးတအားချင်းတဲ့ချက်တွေရောက်နေပြီကျွန်တော်တို့လူတို့ကရွေးချယ်ထားတဲ့ NLD အစိုးရတက်လာပြီဒီနေ့3နှစ်ရှိပြီ NLD ဆင်းနဲ့ကုလို့မရတော့ဘူးဒီစစ်အာဏာရှင်အဖွဲ့အစည်းဟာဒီနဲ့မြန်မာနိုင်ငံမှာအစိုးရလူခုဖြစ်နေတယ်ဘယ်လိုနည်းနဲ့မှကျွန်တော်ရှင်းသက်သွားလို့မရဘူး NLD အစိုးရကလည်းကျူရှိတဲ့စ
ဆင်းကြီးကူနဲ့ကိုယ်တယ်မရဘူးဒါမဲ့တစ်ခုရှိတယ်အခု2008အခြေခံဥပဒေပြုပြင်ရေး NLD ကိုဒီအချိန်မှာကျွန်တော်ပြောချင်တယ်2020မှာမေးရအောင်ဆိုပြီးတော့မေးဆွေတဲ့2008အခြေခံဥပဒေပြုပြင်နေဆိုတာမေးဆွေတဲ့စကလုံးပဲမဖြစ်ပါစေနဲ့လို့ဒီနေ့ရှင်းမြောက်နေ့မှာကျွန်တော်ပြောချင်ပါတယ်ပြီးတော့ကျွန်တော်တို့တိုင်းရင်းသားတွေဒီနေ့ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်တိုင်းရင်းသားတွေဘယ်လောက်ဒုက္ခရောက်နေပြီလဲဒီနေ့ NCA မှာရှေ့မတိုးတာနောက်မဆုတ်တာဖြစ်နေပြီအဲ့ဒါဘာနဲ့သွားတူတယ်ဘာနဲ့သွားတူသွားတယ်လေဆိုတော့ငါဆိုရင်မြုံတဲ့ဝင်သွားတယ်တော့တူတယ်ရှေ့လည်းတိုးလို့မရဘူးနောက်လည်းတိုးလို့မရဘူး NCA ဆိုတဲ့မြုံတယ်မှာဒါကျွန်တော်တို့တိုင်းသားတွေအကုန်လုံးစုပေါင်းပြီးတော့ကျွန်တော်တို့အဲ့ဒါကိုဖောက်ထွက်ရမယ်နောက်လာမယ့်အနာဂတ်မှာကျွန်တော်တို့တိုင်းသားတွေဒီဂျပန်မှာစစ်မှန်တဲ့ဖေဒရယ်ဒီမိုကရေစီရရှိဖို့အတွက်ကျွန်တော်တိုင်းသားတွေတကားပြပြီးတော့ဘုံမှာပြီးတော့ကျွန်တော်တို့အားတဲ့တရားကျွန်တော်များပြီးတော့ဖွဲ့စည်းရအောင်စီးဖွဲ့ရအောင်ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားကြပါစို့လို့ပြောကြရင်ညီကိုချောပါလေလို့ပြောပါတယ်အမစကပြောတာပေးသွားတော့ဒါပေရောချပေးရစီကူရောတော့လာလို့သူပဲကျေးဇူးတင်ပါတယ်အစီအစဉ်ရ EAO ဂျပန်ဤထုတ်ပြန်ပညာချက်ကိုငွေတောင်ကမလဝတောင်ကမဖတ်ကြားပေးပါရန်ဖိတ်မှန်တကပြရပါတယ်
သားပါလို့ပထမဆုံးပြောတော့တယ်။ဟိုမှာအလုံးမင်္ဂလာပါလို့ဘာလို့ပြောတာပါ။ဟိုကလက်ရှိဟိုဒီလိုလာဟိုဘာလို့လဲဘုရားဒီဆန္ဒပြနေတဲ့ကိစ္စတွေရဲ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အဲဒါအနေနဲ့ဒီမှာတကယ်လုံးဝတူတူစင်ပြီးတော့ဂျီနိုဆင်းဆိုတဲ့ဒီမျိုးလုံးတက်ခတ်နေတဲ့ဟာတွေကိုဟိုတကားပါလုံးသိအောင်ဒီကိုအမျိုးသားအဆက်လူကြီးလူငယ်တွေကဥပဆောင်လုပ်တဲ့အခမ်းအနားတွေမို့လို့ကျွန်တော်တက်ရောက်ပြီးတော့စကားပြောချင်ပြပါတယ်ပထမတစ်ချက်နဲ့ကျွန်တော်တို့ပြောချင်တာကတော့ဒီမြန်မာစစ်တပ်ဆိုတဲ့ဗမာစစ်တပ်တိုင်းရင်းသားနေမျိုးလို့ပြောတဲ့ဒီအရှင်တရားပြင်ချင်းဆိုတဲ့ဤနေမင်းတရားအကုန်လုံးဆက်ပြီးတော့ကျွန်တော်တောင်းဆိုတယ်။ဘာကြောင့်လဲမိကန်ရေးဆိုတာကဒီနေမင်းတွေမှာအကုန်လုံးဗမာစစ်တပ် BNA မရှိဘူးဆိုလို့ရှိရင်အကုန်လုံးငြင်းချမ်းမယ်။အကုန်လုံးလက်ခံလာတာပေါ့။လက်ခံနော်။ဒါအရှိရပဲ။ဘသူမှကရှန်လေးကရှန်နေရာကိုကရှန်ဆိုရနဲ့ကရှန်ကိုပိုင်နဲ့ကရှန်ပိုင်နဲ့မြေကိုကရှန်ပိုင်နဲ့ကြောက်စင်းကိုကရှန်သုံးပါပဲ။ရခိုင်လက်တွေနဲ့မောင်လေးတွေနဲ့ challenge တိုင်းပဲအကုန်လုံးအဲ့ဒါကြောင့်ဒီနေရာနဲ့ကျွန်တော်တောင်းဆိုချင်တာကကရှန်တကူနဲ့မဟုတ်ဘူးမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားနေပြည်တော်မှာထိုးတဲ့ဆယ်တဲ့ဟာတွေရက်တက်မှာမရက်တက်ဘူးဆိုလို့ရှိရင်တံပြန်အကြောင်းပြန်အများကြီးဖြစ်လာလိမ့်မယ်လို့ဒီနေရာကနေပြောချင်တယ်။ခါလေးခပ်ပေးတဲ့ဒီပေါင်း30ကြာပြီကျွန်တော်တို့အကုန်လုံးကျွန်တော်ထက်တဲ့ကလူကြီးတွေအကုန်လုံးဆွေးနွေးလာတာဘယ်ရှင်မှကျွန်တော်ငင်းချမ်းရဘူးလို့တော့ဘိုင်လက်တွေထိုးတယ်ဖြစ်ခဲ့သလားဒါကျွန်တော်တုံနဲ့လိုမျိုးပြောတာပြောမယ်ဆိုလို့ရှိရင်အများကြီးရှိတယ်နော်အဲ့အကြောင်းဒီနေနေရတဲ့အကုန်လုံးထပ်ပေးပါကျွန်တော်တို့ဒီလက်နဲ့ကန်နေတဲ့လက်နဲ့ကန်အောင်စုကျွန်တော်လူမျိုးပိုင်တဲ့ဒီပါတီအခွင့်အရေးတဲ့အကုန်လုံးကဗမာပြည်တွေကိုတလဲမှမကြည့်ကြဘူးနော်ဗမာလူမျိုးတွေကိုစုံရနေတာမဟုတ်ဘူးကိုပိုင်ရပ်ပိုင်ခွင့်ကိုတောင်းနေကြတာအဲ့ဒါကြောင့်ဒီရပ်ပိုင်ခွင့်ကိုအကုန်လုံးနောင်လာနောက်သားတိမကြံရအောင်အခုရှိတဲ့လူတွေအကုန်လုံးကစူးစမ်းပြီးတော့ကိုနေမြေကိုပိုင်အောက်ရှော့ခွင့်အာဏာတွေပြတ်တော့ခွင့်ကိုဥပဒေပြတ်တော့ခွင့်အာဏာတွေရရှိအောင်အပတ်တကုတ်စူးစမ်းကြပါလို့ပြောနေဒီမောက်ရှော့ပါတယ်ကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံလူမှသမဂဖွဲ့မှတာဝန်ရှိသူဦးဝေဟင်သူကိုအမှာစကားပြောကြားပေးပါရန်ဖိတ်မှန်စကားပြောရပါတယ်ရှင်။ဒီရှင်နေမြောက်အချင်းပြည်နယ်ဒေသကိုထိုးစစ်ဆင်နေတဲ့ဒီမှပွဲမှာမြန်မာနိုင်ငံလူသမားဖွဲ့ပူဇာစကားပြောကြားခွင့်ရတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်။အခုမြန်မာနိုင်ငံမှာလက်ရှိ NLD အစိုးရအုပ်ချုပ်နေပေမဲ့အပြောင်းလဲသေးပဲနဲ့လက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆက်လက်အုပ်ချုပ်နေတဲ့စစ်တပ်အစိုးရပြုတ်ကျသွားရေးအတွက်ဒီမြန်မာနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတိုင်းသားလူတွေကိုပြင်ကပြောလိုက်လူစစ်စင်ရဲ့တဲ့တွေကိုတိုင်းသားတွေကိုပြင်းထုတ်နေပြီးအားလုံးစစ်မှန်တဲ့ဖက်ဒရယ်ပြည်အောင်စုဒီမိုကရေစီပြည်အောင်စုဖြစ်ပေါ်လာဖို့အတွက်ကိုကြရနေရနေပြီးတော့ပေါဝင်ကူညီဆောင်ရွက်ကြပါဆန္ဒပြထုတ်ကြပါပြောကြရတဲ့ဒီလိုမျိုးချုပ်ချာအာဏာအောက်မှာပဲဒီအစိုးရရုံးကန်နေရတယ်
တိုင်းသားတွေတောင်းဆိုနေတဲ့ဖက်ဒရယ်ဆိုတာမရရှိနေတယ်သူကျောင်းတိုင်းသားညီကိုရဲ့ဒီအတိုင်းပါပဲတိုင်းသားတွေမှာကျောင်းသားပေးခဲ့တဲ့စက်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီမရတဲ့ဝန်ကျောင်းတိုင်းရင်ကျောင်းတွေပဲလိုက်ပြီးနေလို့တော့တိုင်းသားတွေပဲပါထားမှာကျောင်းတိုင်းသားတွေလို့ချင်တာစက်မှန်တဲ့ဖက်ဒရယ်စက်မှန်တဲ့တိုင်းသားတွေရဲ့လို့ချင်တဲ့ကိုယ်ပိုင်ကိုယ်ပြီးတော့အခုလက်ရှိဖြစ်ပေါ်နေတာတော့ကျောင်းတိုင်းသားညီကိုရဲ့ဒီပါလေတိုင်းသားဒေသတွေမှာဒီကမာစစ်အာဏာရှင်ဆက်ဆက်အားဒီလိုဖြစ်နေတဲ့စစ်ကနေအောင်ပေါ်နေထိုင်နေရတော့တော့တော့စစ်အာဏာရှင်ကတော့ဆုံးနေတော့ကမ္ဘာရှိဖိုက်ဖို့ရတော့ပြင်ဆင်ဖို့ပဲလက်ရှိဆိုရတဲ့လက်ရှိစစ်အာဏာရှင်ဆိုရအောင်တောင်းဆိုရင်းပြီးတော့ချပါလေရခိုင်မျိုးသားဖွဲ့ချုပ်ဂျပန်ရဲ့တာဝန်ခံဖြစ်တဲ့ဦးမောင်တန်းကိုအမှားစကားပြောကြားပေးပါရန်ဒီစားစွာဖိတ်မှန်တာပြပါရရှင်皆さんこんにちは。ここの近所に住んでいる人たち、いつも私たちのミャンマー人がいつもうるさいことをしてたかもしれんけど、少し我慢しててほしいですけど、どうしてかこういうふうにいつもやってるとか言うと、まず一つ、今のミャンマーの国の人たちは、民族たち、有名、7カ所の民族たちあるけど、みんな今の軍人の政府や通知さや反対されてる。何度か反対されてると言うなら、一番問題は民族たちをみんなを意地悪したり殺したり、村の人たちを意地悪して村の農家やってる人と動物を殺したりとか食べたり、いろいろ軍人たちは自分の軍からお金持ってることじゃないで、村の人から米や農家にあるものを自分のものをしない。でも私はアルケン民族けども、今アルケンのところでもすごく戦ってる。一番戦ってるところで軍人と軍人戦ってるじゃない。ミャンマーの軍人はすごくやりされてることは人間じゃない、人間のクズだよ。人間のクズやり方が人間じゃないよ。どうしてか言うと、村の人たちを何でも住みない、戦う人でもない、制服着てる人たち2つ合わせて、顔を合わせて戦えばいいですけど、そうじゃない。一般人、村に住んでる人たち、何の罪もない、戦争や何にも分からないことを戦えて、今私のふるさとでも子供や6人ぐらい死んじゃった。だからこれから何度か言うと、なんで民族の人たちが欲しいか言うと、宝物が取れてる。今ミャンマー人来てるけど、民族だけじゃないけどミャンマー人でも意地悪されたことあるから、これからも戦うが当たり前で、みんなせよろしくお願いします。俺たち頑張れ、戦ろう。စီစဉ်ရပြပရပြည်လူမျိုးများအဖွဲ့အစည်းဂျပန်ရဲ့တာဝန်ရှိသူစမင်းမအမှားကားပြောကြားပေးပါရန်ဒီတာပါရှင်တိုင်းပြည်လည်းမရှိဘူး။ရပါတော့လည်းမရှိဘူး။ဒီလိုဖြစ်နေတယ်။ဒါတော့တိုင်းသားတွေ။အဲ့ဒါကြောင့်ကျွန်တော်တို့တော်လိုင်းလောက်ရတာ။တို့တော်လိုင်းကိုအောင်မြင်တဲ့ပြည်ကိုလောက်ရမယ်။
တရားသွင်းစစ်နေတာတွေအားလုံးကဒီကဒီမှာတော့ပေါ့အကြောင်းသူကဒီတိုင်းသားပြည်သားတွေဒီလိုမျိုးတရား အဲ့တိုင်နေရှိတော့မှာချင်း မိုင်းလည်းတို့တို့ မတို့ဘူးခင် တို့တိုင်းသားကောင်းဆိုတော်လိုက်အောင်နေတဲ့ဒီပေါ်မှာကြောက်ဖို့စက်တွေရင်းလို့ပြောပါတယ် စီစီကကြွကြော်တန်များကြီးကြွကြော်တာဖြစ်ပါတယ်မြန်မာလိုကြွကြော်တန်ကို KO ဂျပန်ရဲ့လူစစ်ဆိုင်တောင်ကဒေါ်မြေရီယံကဦးစီးသွားပြီးဂျပန်လိုတော့မအောင်တဲ့တင်ကဦးဆောင်တာဖြစ်ပါတယ်မင်္ဂလာပါ မင်္ဂလာပါ အခုတိုင်တီပါမယ်အော်ပေးကြပါမြန်မာတမတော်မှကချင်ဒေသနဲ့ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ပလောင်ဒေသဒီပြည်နယ်များတို့မတရားထိုးစစ်ဆင်မှုမတရားကျူးကျော်စစ်များ ချက်ချင်းရမြန်မာတမတော်ဒီကချင်ဒေသများမှ2017ခုနှစ်ဇွန်လ9ရက်နေ့မတိုင်မီတဆွဲထားသည့်နေရာများတို့ဆုတ်ခွာပေး၍ ကချင်နှင့်ရခိုင်ဒေသများတွင်စစ်ပြေးဒုက္ခတွေများကိုလူသားချင်းစာနာမှုဆိုင်ရာအကူအညီများကိုထောက်ပံ့မှုပိတ်ပင်ခြင်းများအား ချက်ချင်းရ တိုင်းသားများလိုလားတော့စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီရဲ့ပြည်ထောင်စုပေါ်ပေါက်၍ တိုင်းသားဒေသများရှိစစ်ပြေးဒုက္ခတွေစခန်းများတို့လက်နက်ကြီးများဖြင့်ပစ်ခတ်မှု ချက်ချင်းရ ရခိုင်ပြည်နယ်တွင်တန်လုံစစ်အင်အားသုံးပြီးမတရားထိုးစစ်ဆင်မှုများ ချက်ချင်းရ ကချင်ရခိုင်ရှာပလောင်ကတဲ့ကစုမှုတကိုရနီမြန်မာ政府軍が侵攻してきた戦争を止めろ2011年の6月9日からガチン州に占領しているミャンマー軍は出ていけ今すぐガチン州と夜間州への人道支援の介入阻止を止めろ民主的な連邦国家を作れ今すぐ国内避難民のキャンプに大きな戦闘機で爆弾を落とすのは夜間州での大きな武力での戦争を止めろあれも中継するしばらくTin ra lu ra ai lu mu ga mong dan lu ya sri sa dang nga ma wa